မိကုမေရှာခွင့်ပြုရမှုပါဖေ။အွန်လိုင်းမှာမိကုဖြစ်ပါရဲ့ဖေ။အရှင်ဖေ။တက္ကမတွေဝင်းနီးနားမလဲလို့ပတ်စံလာကတ်တဲ့အခါမှာဝင်းနီးနဲ့အညီကတ်တဲ့နီးတွေရှိပါတယ်။လင်းလာပြီးမှတင့်တယ်လို့ပြန်ကတ်နိုင်ပါတယ်လို့ပြောလိုက်လို့ရပါသလားဖေ။အပြည့်ဖြစ်ပါသလားဖေလို့မေးထားပါရဲ့ဖေ။ သူအဲ့လိုတော့သူဟာစားထဲမှာမပေါတော့ဝိတုငွေလာခဲ့ရင်ငင်းရမှာဝိတုငွေမလူကောင်းဘူးဥစ္စာတော့ဝိတုငွေအလိုမခံပါဘူးဒီလိုပြောရမယ်သူတို့ကမေးမှချင်းကဘလို့လူရင်အပ်ပါတယ်လို့မေးမှာတော့ဝင်းကြီးတင်ပေးလို့ရတယ်လာခဲ့တဲ့ခါကျမှဟာအဲ့လိုမလူနဲ့ဟိုလိုလူပါဒီလိုလူပါလို့တင်ပေးနေတာမအပ်ဆက်ဘူးနောက်ဒါဆိုရင်ဝိတုငွေအလူခံခိုင်းတယ်လို့ဖြစ်သွားတာပေါ့နော်အဲကြောင့်လာလူတဲ့ခါမှာဝင်းကြီးမတင်ပေးရအောင်နော်အဲ့တော့တင်ပေးရင်လည်းအလူမခံရတော့ဟုတ်တော့လားအဲကြောင့်သူတို့စမလူခင်မှာတင်ပေးတော့ရတယ်မလူခင်မှာနော်ကြိုတင်ပေးထားလို့ရတယ်အဲ့လိုလာလူတဲ့ခါကျမှဟာတခါကြီးဦးသိန်းကိုဝိတုငွေမကတ်နဲ့မလူကောင်းဘူးဒီလိုကတ်ရတယ်ဒီလိုလူရတယ်သွားပြောရင်မအပ်တော့အဲကြောင့်ကျွန်တော်ဝိတုငွေလူတဲ့အချိန်မှာဝင်းကြီးမတင်ပေးရအောင်နော်အဲ့ဒါတော့တတိပြုရမှာဟုတ်အဲ့ဒါခုနကမေခွန်းမှာသူကဒီဝင်းကြီးလူတဲ့ဝင်းကြီးတော့လည်းကြာလူပုံလူနည်းရှိပါလို့ပြောလိုက်ချင်းဟာဒါမအပ်တော့ဘူးလေဒါအဲ့လိုတင်ပေးတယ်လို့ဖြစ်သွားပြီအဲကြောင့်လားလူလို့ရှင်တော့မလူကောင်းပါဘူးမအပ်ဆက်ပါဘူးလို့ပဲညင်းရမှာဘယ်လိုလူပါဘယ်လိုလူရမယ်လို့သွားပြောလို့မရပါဘူးနော်ဟုတ်